ထမင်းမစားရ2ရက်လောက်ရှိပြီ။ဒီတော့ညောင်ဖူးတော့ပဲကြာစင်ကြီးအင်တာပြီးမှရတော့ဟုတ်တာကဲဒီနေ့တော့ချင်းမရောက်ဒုတိယရက်ဖြစ်ပါတယ်အခုမှအဲ့ရနိုးလာတယ်ဘိုက်အရန်စာလို့ပေါ့နော်ထမင်းသွားစားမှာပဲဖြစ်ပါတယ်ဘယ်နေရာလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါအောင်ထမင်းမစားရ2ရက်လောက်ရှိပေါ့နော်မနေ့ကတည်းကရောက်ကြတဲ့ကမာလာပဲစားတယ်မာလာနဲ့စားပြီးတော့မှအိတ်တော်သွားတယ်ပေါ့နော်မြန်မာအစားအစာလေးကိုလွမ်းလို့မြန်မာအစားအစာရတဲ့နေရာလေးကိုသွားမှာဖြစ်ပါတယ်ခင်ဗျာကဲအခုတော့ရောက်ပါပြီခင်ဗျာလာခဲ့ပါဦးဆိုင်နာမည်ကတော့ခစ်တရာလို့ခေါ်ပါတယ်ခင်ဗျာကဲအထက်မှာစိုက်ပြီးတော့သွားကြည့်မယ် Girls on the bed of the truck like that dust in the air and the beats on fire We don't quit till the night retires No plans no curfew just red cups and that sky view right here This feeling's real စားရှင်နေတာမရှိပါဘူးဒီမှာပြီးလို့ဆိုပြီးတော့နိုင်တယ်လို့ပဲတရက်ကိုအကန်တက်နေရောင်းတယ်ပေါ့နော်အဲ့အကုန်သွားရင်နောက်ထပ်မရှိတော့ဘယ်လိုလဲကျွန်တော်တို့ကကြက်တောက်ဆန်းတွေပါရစားရှင်လို့ရောက်လာခဲ့တာဒါပေမဲ့အဲ့ဒါကဒီနေ့အတွက်အကုန်အောင်ပါပြီခင်ဗျာဒါကြောင့်ရှိတာလေးနဲ့ပဲပါပြီးစားပါမယ်ခင်ဗျာ Yeah we party like the world stands still မဟာတဲ့အစားအစာတွေရောက်လာပါပြီခင်ဗျာစားပါမယ်ဒါစားမနော် Nights calling so we answer back Shots go well now we're all on track Somebody's cousin got a boat in the light Might take this then the lake by night ကောင်းတယ်ဒီကြက်ကြော်လေးချွတ်ရအောင် Cause when we show up it's သူ့ဘိုးရဲ့ကြော်ပါ No dress code no lines Just boots jeans and firelight Every laugh every beat we feel Got that back road kind of thrill So turn it up let the baseline hit Dropped in the hotel lit Hands in the air like we own these fields Laughing too loud catching all these feels Neon buzz can't get our fill Clock stop ticking time stand still Ain't no better high than this thrill Yeah we party like the world stands still ညောင်ဖူးတော့ညောင်ရှိဖူးတော့ No dress code no lines Just booze ဘိုက်စားစားလို့နော်ကြားလိုက်နေတယ်လို့ Every beat we feel got that back road kind of thrill So turn it up let the baseline hit Tailgates dropped in the hotel lit Hands in the air like we own these fields Laughing too loud catching all these feels Neon buzz can't get our fill Clock stop ticking time stand ဒီတော့အလကားပြေးတဲ့ဟင်းပေါ့နော်ပဲကြာစင်ကြီး Yeah we party like the world stands still တုံးမျိုးဒါတော့ပြီးပေးတာပါဒါနဲ့ရုပ်ဒီထောင်းပြီးတော့ဒါကပြီးရကြော ကဲရွေးတင်ကဘောနော်ဆိုင်မှာရှိတဲ့ဟင်းတွေကိုစုံစုံလေးလေးစားခြင်းနဲ့ဆိုရင်နည်းနည်းစောစောသွားရပါမယ်ခင်ဗျမဟုတ်ရင်ကိုစားခြင်းနဲ့ဟင်းကိုမစားရဘဲနဲ့ပြန်လာရလိမ့်မယ်နော် သူတော့စားလို့ကောင်းပါပြီပြီးပါပြီလိုက်ပွဲတွေတခုတခုပေါင်းတော့စားရဟင်းတွေအများပဲဒီအမဲမွားဘူး60ပဲဒါမှရန်တန်အဖြစ်အဲ့နမျိုးလို့မင်းလိုက်ပွဲတွေယူမခါနေတော့တော့မင်းတော့အိမ်သာပြီးမှရတယ်ဟုတ်တာဒါချင်းမရဲ့လမ်းမှာဖြတ်ကူးနေတာပါ ဒီနေရာမှာဖြစ်သွားတော့ကျွန်တော်ဟိုးရင်တော့ဘောနော်လွန်ခဲ့တဲ့2014-15လောက်တုန်းကကျွန်တော်ချင်းမိုင်ရောက်ခဲ့တယ်ကျွန်တော်တို့ကအသက်တဖြည်းဖြည်းနဲ့ကြီးလာတယ်ဒီချင်းမိုင်ကုံတိုက်ရပါတော့အရင်အတိုင်းပဲဘာမှပြောင်းလဲမသွားဘူးပြောင်းလဲသွားဆိုတော့ကျွန်တော်တို့လူတွေပဲရှိတယ်လူတွေကအရင်ကတည်းအစများစွာများလာတယ်ပေါ့နော်လူပေါင်းစုံလာလေကြတယ်ပြီးတော့မှသူတို့နိုင်ငံကလေခရီးသွားဖို့အတွက်အရင်ဆွဲဆောင်တက်တယ်ပေါ့နော်ဒီနေရာမှာဆိုရင်ညဆိုရင်ဝိုင်ဆိုင်တွေဘီယာဆိုင်တွေအရက်ဘားတွေရှိရယ်ဝိုင်ချစ်သူတွေအတွက်လည်းဒီနေရာမှာဝိုင် connection ဆိုတဲ့ဆိုင်မှာအလွယ်တကူရရှိနိုင်ပါတယ်ခင်ဗျလာပြီးတော့မှ AC ချူလို့ရပါတယ်ချို့ဒီဘေးမှာရှိတဲ့ဘီယာဆိုင်တွေဆိုတော့လူလုံးဝမရှိဘူးကြည့်ပါဦးဟိုဖက်ဆိုင်မှာကြောင့်လူအပြစ်ဒါပေမဲ့ဒီမှာကြောင့်လူလုံးဝတယောက်မှမတွေ့ရဘူးပေါ့နော်ဘာကွာတော့လဲတော့မသိဘူး
ဒီဘက်မှာညစည်းဆိုရင်လည်းစုံစုံလေးလေးနဲ့ကျွန်တော်တို့စားချင်တာလေးတွေအလွယ်တကူနဲ့ဝင်ယူစားတောင်းနိုင်ပါတယ်ခင်ဗျာချင်းမိုင်မြို့ကတော့ဘန်ကောက်မြို့ထဲပေါ့နော်ရာသီဥတုအများကြီးပိုကောင်းတယ်ပို့ပြီးတော့မှတဘာဝပတ်ဝန်းကျင်တွေ့မြင်တွေ့ရတယ်ပေါ့နော်တောတောင်တွေမြင်တွေ့ရတယ်ဘန်ကောက်လောက်မပူဘူးချင်းမိုင်မြို့ကတော့တကယ်ကိုနေချင်းစရာကောင်းတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်ခင်ဗျာဘန်ကောက်မြို့ထဲဆိုင်ရင်ချင်းမိုင်မြို့ကလူအရင်မများတဲ့အတွက်ကြောင့်မို့တွားရလာရတာအရင်နဲ့လွယ်ကူပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ကတော့ချင်းမိုင်မြို့လေးကိုချစ်မိနေပါပြီကဲအားလုံးပဲနောက်ဗီဒီယိုထဲမှာထည့်ဆောင်ကြမယ်နော်အားလုံးပဲဘိုက်ဘိုက်ပါခင်ဗျာ